ယုံတင်ပြီး3ရက်အတွင်းမှာပဲစံချိန်တင်ဝင်ငွေတွေရရှိခဲ့ပြီးရိုက်ကူးရေးစရိတ်အရင်ကျေသွားခဲ့တဲ့အမျိုးအသေးမြမရုပ်ရှင်လောကမှာသမိုင်းတစ်တစ်ခုကိုရေးထိုးလိုက်နိုင်တဲ့ဇမင်းသားလေးအောင်စပူခေါင်းဆောင်ပါဝင်ထားတဲ့အမျိုးအသေးရုပ်ရှင်ကားကြီးဟာမြမရုပ်ရှင်သမိုင်းမှာမကြုံစဖူးအောင်မြင်မှုတစ်ခုကိုဖန်တီးခဲ့တာပါနာမည်ကြီးမင်းသားကြီးတွေရဲ့ကားတွေထက်တောင်ပိုပြီးအောင်မြင်ခဲ့တယ်ဆိုတော့ဘလောက်တောင်ကောင်းလဲဆိုတာစဉ်းစားတာကြည့်ပါတော့နော်ရုံမတင်ခင်တည်းကကြိုတင်လက်မှတ်တွေအားလုံးရောင်းကုန်ခဲ့ပြီးပြသတဲ့ပွဲစဉ်တိုင်းယုံကြည်နဲ့ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့တာပါဒါဟာအောင်စမှုအပေါ်မှာထားတဲ့ပရိသတ်တွေရဲ့မေတ္တာနဲ့အမှုပညာအပေါ်ထားတဲ့ယုံကြည်မှုရဲ့ရလဒ်ပါပဲ2026ခုနှစ်အတွင်းယုံတင်ခဲ့တဲ့စကားတွေထဲမှာအမျိုးအသေးဟာဝင်ငွေစံချိန်ကိုချိုးဖျက်ခဲ့တဲ့တစ်ခုတည်းသောရုပ်ရှင်ကားကြီးဖြစ်ပါတယ်အောင်စံဘူရဲ့အမှုပညာစွမ်းရည်ဇလန်းရဲ့စံတက်မှုရိုက်ကူးမှုရဲ့ပြောင်မြောက်မှုတွေကပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာပါတလားဆက်တိုက်ယုံတင်ခွင့်ရရှိခဲ့တဲ့ဒီကားကိုတင်ရောကြည့်ပြီးပြီလားနော်ဘယ်လိုဇဝင်ခန်းကအမှတ်တရအဖြစ်ဆုံးလဲဆိုတာကိုလည်းဝေမျှပေးခဲ့ပါဦးရှင်မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်လည်းဘာကြောင့်ကြည့်တင်နေဆိုတဲ့အမြင်လေးတွေကိုလည်းပြောပေးခဲ့ပါဦးနော်